ဒီနေ့အတွက်ဖြစ်ရမှန်မှုခင်းတွေကတော့အင်ရှင်ရဲ့နှိပ်စက်မှုတွေကိုတီးမခံနိုင်တဲ့အဆုံးတုံ့ပြန်လိုက်မိတဲ့စင်ကာပူနိုင်ငံကမြန်မာမာလေးစင်မာနွယ်အကြောင်းပဲဖြစ်ပါတယ်။စင်မာနွယ်ရဲ့အသက်ဟာ18နှစ်ဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ passport အချက်အလက်တွေမှာတော့23နှစ်လို့အေဂျင့်ကပြောင်းလဲပေးခဲ့ပြီးတော့စင်ကာပူနိုင်ငံမှာအိမ်ကူအဖြစ်လုပ်မယ်ဆိုပြီးမျှော်လင့်ချက်အိမ်မက်တွေများစွာနဲ့သူမက2018ခုနှစ် January မှာစင်ကာပူကိုထွက်လာခဲ့ပါတယ်။စင်ကာပူရောက်တာနဲ့ချက်ချင်းစင်ကာပူမိသားစုအိမ်မှာအိမ်အကူအနေနဲ့အလုပ်စဝင်ရပါတယ်။အိမ်မှာလုပ်ပြီး3လအကြာမေ2018မှာတော့အိန္ဒိယမိသားစုအိမ်ကိုပြောင်းပြီးအလုပ်ဝင်ခဲ့ရပါတယ်။ရောက်ချင်းအိမ်မှာဇင်မာနွယ်ကအလုပ်လုပ်ရတာအဆင်ပြေခဲ့ပါတယ်။အိမ်သက်ရှင်လုပ်တာဗကန်စီမီးဖို့ချောင်ကူသိမ်းပေးတာနဲ့ခလေးကြည့်တာလိုမျိုးပေါ့ပပလေးတွေပဲလုပ်ပြီးနေခဲ့ရပါတယ်။အင်ရှင်မိသားစုကလည်းဇင်မာနွယ်ကိုကောင်းကောင်းမွန်မွန်ပဲဆက်ဆံခဲ့ပါတယ်။ဒါပေမဲ့အိမ်ကိုရောက်ပြီး16ရက်အကြာမှာအေးချမ်းအလုပ်လုပ်နေရတဲ့ဇင်မာနွယ်အတွက်တော့အရာရာဟာပြောင်းလဲခဲ့ပါတော့တယ်။အဲ့ဒါကတော့အင်ရှင်ရဲ့အမေအသက်80အရွယ်အမျိုးသမီးကအိန္ဒိယကနေသူ့သမီးအိမ်ကိုအလဲအနေနဲ့ရောက်လာပြီးဇင်မာနွယ်ကိုနှိပ်စက်မှုတွေစတင်ခဲ့ပါတော့တယ်။ဇင်မာနွယ်ကသူ့အလုပ်တွေကိုကောင်းကောင်းလုပ်တာတောင်အင်ရှင်ရဲ့အမေအမျိုးသမီးကစိတ်တိုင်းမကြပဲဇင်မာနွယ်ကိုစူးတဲ့အပြင်ကိုထိလက်ရောက်ပါကျူးလွန်လာခဲ့ပါတယ်။အရာဝတ္ထုတွေနဲ့ပါပြစ်ပေါက်ခဲ့ပါတယ်။အမျိုးသမီးကြီးကဇင်မာနွယ်ကိုအမြဲစိတ်တိုင်းမကြဖြစ်ပြီးအစပိုင်းတော့လက်နဲ့ပဲတစ်နေ့ကို3-4ခါလောက်ရိုက်နှက်ခဲ့ပါတယ်။နောက်တော့ပိုဆိုးလာပြီးမပြောပါတော့တဲ့အမှားလေးတွေလုံးမိရင်တော့ရောက်ချိုစွန်းလိုမျိုးမီးဖို့ချောင်းသုံးပစ္စည်းတွေပါကိုသုံးပြီးရိုက်နှက်လာခဲ့ပါတယ်။တခါကဆိုရင်အမျိုးသမီးကြီးကဇင်မာနွယ်ကိုနှိပ်ခိုင်းခဲ့ပြီးမတော်တဆနှိပ်ရင်လက်စပြင်းသွားပြီလို့သူမနာသွားတယ်ဆိုပြီးဇင်မာနွယ်ရဲ့မျက်နှာကိုရိုက်ခဲ့ပါတယ်။နောက်ပြီးဇင်မာနွယ်ကဂတ်မီးဘိုကိုအရှိန်အများကြီးဖွင့်ထားမိလို့ဆိုပြီးအမျိုးသမီးကြီးကဒေါသထွက်ပြီးဇင်မာနွယ်လက်ကိုမီးထဲကိုအတင်းထိုးထည့်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဇင်မာနွယ်ကမဆလာလိုအမွှေးကြိုင်ထဲတဲ့ဘူးအဖုံးမတော်တဆပြုတ်ကြပြီးအမျိုးသမီးကြီးရဲ့ခြေထောက်ကိုထိခိုက်အောင်လုံးမိလို့ဆိုပြီးတော့အမျိုးသမီးကြီးကအရန်ဒေါသထွက်ပြီးဇင်မာနွယ်ခေါင်းကိုဒေဝူအပူနဲ့ရိုက်ခဲ့ပါတယ်။နောက်တစ်ခုကတော့အမျိုးသမီးကြီးကဇင်မာနွယ်ကိုခြေသေးညှက်ခိုင်းခဲ့ပါတယ်။အဲ့မှာမတော်တဆအသားပါညှက်မိသွားတဲ့ပုံရပါတယ်။အဲ့ဒါနဲ့အမျိုးသမီးကြီးကအရန်ဒေါသထွက်ပြီးတော့ဇင်မာနွယ်ရဲ့ရင်ဘတ်ကိုကန်လိုက်ပါတယ်။အရှင်မျိုးသားဖြစ်သူအမျိုးသမီးကြီးရဲ့တမတ်ကတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအဆင်မပြေဘူးဆိုတာတော့သိတယ်။ဒါပေမဲ့ဇင်မာနွယ်ဘက်ကဘယ်တုန်းကမှ complaint တက်တာတွေလည်းမလုပ်ဘူး။သူမလုပ်ဆရာရှိတာလေးကိုပဲပုံမှန်အတိုင်းပဲဘာမှမဖြစ်သလိုမျိုးဆက်လုပ်ပြနေရဆိုတော့အရှင်မျိုးသားလည်းထွေထူးမတွေးမိခဲ့ပါဘူးတဲ့။ဇင်မာနွယ်ကမနက်9နာရီခွဲဆိုထပြီးတော့သူမလောက်ဆရာရှိတာကိုတနေကုန်လုပ်ပြီးည7နာရီဆိုအိယာဝင်တယ်။သူမကတစ်လကိုစင်ကာပူဒေါ်လာ450လစာရရှိပါတယ်။အရင်ဆုံးတွဲအနေနဲ့ကလည်းအသက်ကြီးတဲ့အမျိုးသမီးကြီးတွေရဲ့ဇီစာကြောင့်မှုလို့သာပေါ့တွေးပြီးဖြည့်ရှင်းမှုတွေမလုပ်ပေးခဲ့လိုက်မိတဲ့အတွက်အခုလိုအခြေအနေဆိုးတွေအထိရောက်လာရတာပဲဖြစ်ပါတယ်။2018ဇွန်25နေ့မှာတော့အရာရာဟာပုံမှန်နေ့တစ်နေ့လိုပါပဲအင်ရှင်လင်များကလည်းအလုပ်ကိုသွားကြတယ်။ခလေးတွေကလည်းကျောင်းသွားကြပြီးအိမ်မှာအမျိုးသမီးကြီးနဲ့ဇင်မာနွယ်ပဲကြံခဲ့ပါတယ်။အမျိုးသမီးကြီးကဇင်မာနွယ်ကိုသူ့အခန်းကိုတန်ရှင်းရေးလုပ်ခိုင်းခဲ့ပြီးကော်ဖီဖြော်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဇင်မာနွယ်လုပ်နေတဲ့ပုံစံတွေကိုအမျိုးသမီးကြီးကစိတ်တိုင်းမကြပဲသူ့ကိုမကြည်နဲ့လို့အဲ့လိုမျိုးတွေလုပ်နေတယ်လို့ထင်ခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဇင်မာနွယ်ကနေတိနဲ့စိတ်မပါတယ်လို့ပုံပေါက်နေလို့အမျိုးသမီးကြီးကိုစိတ်တူစေပြီးအညိုထားပြီးနောက်နေ့ကျရင်ဇင်မာနွယ်ကိုအေဂျင်စီပြန်ပို့မယ်လို့ပြောခဲ့ပါတယ်။အဲ့စကားဇင်မာနွယ်ကိုပောက်ကွဲဖို့အဆုံးထိတွန်းပို့ပေးခဲ့တဲ့စကားဖြစ်ပုံရပါတယ်။ဘာလို့လဲဆိုတော့ဒီအလောက်ကပဲဇင်မာနွယ်အတွက်စင်ကာပူလာထားတဲ့ဇရိတ်အကျွေးစင်ကာပူဒေါ်လာ3000ကြေးဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။ဒီလိုနဲ့ဇင်မာနယ်ရဲ့တီးခန့်နိုင်စွမ်းကအဆုံးထိရောက်သွားပြီးတော့သူမမိဖို့ချောင်းတွေကဓာတ်ကိုသွားယူလိုက်ပါတယ်။နောက်ပိုင်းမှာသူမပြန်ပြောပြတာကအဲ့ဒီအချိန်သူမစိတ်ထဲမှာဗလာနဲ့ထိဘာခံစားချက်မှမရှိတော့ဘဲနဲ့ TV ထိုင်ကြည့်နေတဲ့အမျိုးသမီးကြီးနားကပ်သွားပြီးသူမစိတ်ကိုအတားဆီးမရှိပောက်ကွဲစေခဲ့ပြီးအမျိုးသမီးကြီးကိုစတင်ပြီးဓာတ်နဲ့အကြိမ်ကြိမ်ထိုးပါတော့တယ်။အော်ဟစ်ဆူညံတန်တွေလည်းထွက်လာခဲ့တယ်။ဇင်မာကနှလုံးအဆုပ်နဲ့လယ်ပင်းနေရာတွေကိုအများစုထိုးခဲ့ပါတယ်။အမျိုးသမီးကြီးမှာသွေးတွေအများကြီးထွက်လာပြီးအမျိုးသမီးကြီးပြုတ်ကျသွားတော့မှဇင်မာကပုံမှန်စိတ်အနေထားပြန်ရောက်လာခဲ့ပြီးသူမဘာတွေလှုပ်လိုက်မိတယ်ဆိုတာကိုမြင်ပြီးတုန်လှုပ်သွားခဲ့ပါတယ်။အမျိုးသမီးကြီးသူမတွေးလိုက်ရပါတယ်။ဒါနဲ့သူမထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘေးအိမ်ကလည်းအိမ်ထဲကစူညံအော်ဟစ်တန်တွေကြောင့်အင်ရှင်စီကိုဖုန်းဆက်ပြီးနင်တို့အိမ်ထဲမှာတခုခုဖြစ်နေပြီလို့ပြောခဲ့ပါတယ်။ဒါကြောင့်အင်ရှင်အမျိုးသားကိုအိမ်ကိုအမြန်ပြန်လာခိုင်းခဲ့ပါတယ်။နေ့လယ်3နာရီ9မိနစ်ဝန်းကျင်လောက်မှာအင်ရှင်ကအိမ်ကိုပြန်ရောက်လာပြီးဒီကြောက်စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကြီးရဲ့အသက်မရှိတော့တဲ့ခန္ဓာကိုယ်ကသူ့ရိုင်ထဲမှာလဲနေပြီးဇင်မာနွယ်ကိုတော့အိမ်ထဲမှာရှာလို့မတွေ့တော့ပါဘူး။
ရဲတွေနဲ့ဆေးပညာရှင်တွေကလည်းအကြောင်းကြားချက်ကြောင့်ချက်ချင်းရောက်လာခဲ့ကြပြီးအမျိုးသမီးကြီးကိုစမ်းသပ်ကြည့်ကြတဲ့အခါမှာအမျိုးသမီးကြီးက3:29 မိနစ်ထဲကတည်ပါပြီလို့မိသားစုကိုအသိပေးခဲ့ပါတယ်။ဒီလိုတွေဖြစ်တာနဲ့တပြိုင်နက်တည်းဇင်မာနွဲ့ကိုလည်းရှာမတွေ့တော့တာဆိုတော့ရဲတွေကလည်းသူမကိုစတင်တန်တရားဝင်ပြီးအိမ်ရှင်ကိုမေးခဲ့ပါတယ်။အိမ်ရှင်ကဇင်မာနွဲ့ကသူတို့မိသားစုနဲ့တော့ရင်းရင်းနှီးနှီးအဆင်ပြေနေပေမဲ့သုံးသူနဲ့ကတော့တင်းမာတဲ့ဆက်ဆံရေးရှိပါတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီချိန်ဇင်မာနွယ်ကသူ့ရဲ့ကိုယ်ပိုင်ပတ်စံအနှဲငယ်နဲ့ easy card ကိုယူပြီးထွက်သွားခဲ့ပါတယ်။ပြီးတော့နေရာအနှံ့မှာပုံခူခဲ့ပါတယ်။ယထာပူဓာတွေကားဂိတ်တွေလိုနေရာတွေမှာဥရီချမ်ကြီးလျှောက်သွားပုံအောင်ရတာသူမအတွက်စိတ်ရောလူရောပင်ပန်းလာခဲ့ပြီးဘိုက်လဲစားလာခဲ့ပါတယ်။နောက်တော့သူမဆုံးဖြတ်လိုက်ပါတယ်။ agency ကသူမရဲ့ passport ကိုသွားယူပြီးဒီနိုင်ငံကနေထွက်သွားမယ်လို့တွေးပြီး taxi နဲ့ agency ကိုသွားခဲ့ပါတယ်။သူမဆင်းသွားပြီးနောက်မှာကားရဲ့ထိုင်ကုန်မှာသွေးဆိုးနေတာကို driver ကမြင်လိုက်ပါတယ်။ပြီးတော့ driver ကသူမပုံစံကရဲတွေလက်ရှိကြော်ညာထားတဲ့လူပြီးထွက်ပြေးနေတဲ့အိမ်ကူပုံစံနဲ့အဝတ်စားကအစတူနေတာကိုသတိထားမိသွားခဲ့ပါတယ်။ရဲတွေကအခင်းဖြစ်ပြီး9 နာရီအတွင်းမှာဇင်မာနွယ်ရဲ့ဒီနေရာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဇင်မာနွယ်က agency ကိုရောက်သွားချိန်မှာတော့ဝန်ထမ်းကဒီသတင်းကိုကြိုတင်သတင်းရထားပြီးသားမို့လို့ရဲတွေမရောက်လာမချင်းဇင်မာနွယ်ကိုအချိန်ဆွဲပေးခဲ့ကရဲတွေဖမ်းလို့ရဖို့ကူညီပေးခဲ့ပါတယ်။ဇင်မာနွယ်ကသူမခဲ့တာမဟုတ်ဘူးလို့ညှင်းဆိုခဲ့ပြီးတော့အိမ်ကိုယောက်ျား2 ယောက်ကရောက်လာပြီးလူရဲ့ဓမြတိုက်မှုလို့ဇလန်းထွင်ပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ရဲတွေစစ်ဆေးမှုကြောင့်နောက်ပိုင်းမှာသူမကလှုပ်ခဲ့တယ်ဆိုတာကိုဝန်ခံလိုက်ပါတယ်။သုံးသူအမျိုးသမီးကြီးသူမကိုအနိုင်ကျင့်နှိပ်စက်ခဲ့တာတွေကိုလည်းဖွင့်ပြောပြခဲ့ပါတယ်။သူမကိုအိမ်ပြန်ပို့မိမယ်လို့ပြောခဲ့တာနဲ့သူမရဲ့အကြွေးပူကြောင့်လူမှုဖြစ်စေဖို့တွန်းအားဖြစ်လာခဲ့ပါတယ်။အဖမ်းခံရပြီး3 နှစ်ကြာ2021နိုဝင်ဘာ9 ရက်မှာတော့လူမှုနဲ့တရားစွဲခံခဲ့ရပါတယ်။ဇင်မာနွယ်ရဲ့အယိုးကိုစစ်ဆေးချက်အရာပြစ်မှုကျူးလွန်စဉ်ကသူ့အသက်ကသူမရဲ့အချက်လက်တွေကလို့23 နှစ်မဟုတ်ဘဲနဲ့18 နှစ်အရွယ်သာရှိသေးတယ်ဆိုတာကိုသိခဲ့ရပါတယ်။17 ကြိမ်မြောက်တရားရုံးဝင်အပြီးဇင်မာနွယ်အသက်လည်း20အရွယ်လည်းရောက်နေခဲ့ပြီးသူမကိုယ်တိုင်လည်းလူသမှုအတွက်နောင်တရနေခဲ့ပုံမြင်ရပါတယ်။တရားရုံးကရွေချက်ရှိပြုလုပ်ခဲ့တဲ့အမှုလို့သုံးသပ်ခဲ့ကြပြီးပြစ်မှုထင်ရှားရင်ဇင်မာနွယ်ကဒါမှမဟုတ်ကြိမ်တန်နဲ့တသက်တကြွကြခံနိုင်ရလောက်ပေမဲ့မိန်းကလေးဖြစ်တာကြောင့်ကြိမ်တန်ကိုတော့မခံရပါဘူး။နောက်ဆုံးမှာတော့ဇင်မာနွယ်ကိုတန်အစားတသက်တကြွပြစ်ဒဏ်ကိုချမှတ်ခဲ့ပါတယ်။လက်ရှိမှာတော့ဇင်မာနွယ်ကစင်ကာပူနိုင်ငံရဲ့ချန်ဂီထောင်မှာကြာခံနေရပါတယ်။ဇင်မာနွယ်ကနစ်နာသူရော2 ယောက်စလုံးရဲ့ပုံတွေကိုတော့ရှာဖွေမတွေ့ရှိခဲ့ကြပါဘူး။အဲဒါကြောင့်မို့လို့ဒီဗီဒီယိုမှာတော့ကာယကံရှင်ရဲ့ပုံတွေကိုတော့တွေ့ရမှာမဟုတ်ပါဘူး။အဆုံးထိလိုက်ပါနားထောင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ Like and subscribe လေးနဲ့လည်းအားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ See you next video. Bye bye.